မာရစ်ဟာသူမရဲ့ရှေ့ကမြင်ကွင်းကိုမြင်လိုက်ရပြီးမျက်နှာချင်းဆိုင်ကအဆောက်အဦကြီးဟာရုတ်တရက်ပြိုကျသွားခဲ့ပါတယ်။အဲ့ဒီအဆောက်အဦကြီးကမာရစ်ရှိနေတဲ့ဟိုတယ်စီကိုဦးတည်ပြီးပြိုဆင်းလာခဲ့တာပါ။မာရစ်ကသူမရဲ့ညီမဖြစ်သူဂျူလီယာကိုထွက်ပြေးဖို့အော်ပြောခဲ့ပြီးဘဲလာကိုလည်းဆွဲခေါ်ကာအနောက်ကိုလှည့်ပြေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဆောက်အဦကြီးကလဲပြိုကျလာခဲ့ပြီးသူတို့၃ယောက်ဟာတေချင်းတရားကိုစောင့်ကြိုရင်းထောက်တနေရာမှာပုန်းနေခဲ့ကြရပါတယ်။ဟိုတယ်ကြီးဟာအရှိန်နဲ့အစိမ့်လိုက်အကွဲပျက်စီးသွားခဲ့ပြီးအပေါ်ဆုံးထက်ကစားတောက်ဆိုင်ဟာအထောက်ပံ့မရှိတော့ဘဲစောင်းထွက်သွားခဲ့ပါတယ်။စားတောက်ဆိုင်ထဲကပစ္စည်းတွေအားလုံးဟာခဏချင်းတွင်းမှာပဲအောက်ကိုရှော့ချပြုတ်ကျကုန်ပါတော့တယ်။မာရစ်နဲ့ဂျူလီယာတို့ကလက်ရန်ကိုအမိအယလှမ်းကင်ထားနိုင်ခဲ့ပေမဲ့ဘဲလာကတော့ဘာမှမလုပ်နိုင်ခင်မှာပဲအောက်ကိုတမ်းပြီးရှော့ချသွားခဲ့ပါတယ်။မာရစ်ကလှမ်းဆွဲဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီးမာရစ်နဲ့ဂျူလီယာတို့လက်ရန်ကိုကင်ထားနိုင်ခဲ့ပေမဲ့အန်နီယယ်ကတော့ဆက်ရှိနေတော့မှာပဲ။ဂျူလီယာကတိုင်လုံးကြီးတစ်ခုရဲ့အနောက်မှာပိတ်မိနေပြီးမာရစ်ကတော့အောက်ကိုရှော့ချသွားခဲ့ပါတယ်။မာရစ်ကငြိမ်နေတဲ့ကလတ်ထိုင်တစ်လုံးကိုအမိအယဖမ်းကင်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပန်းအိုးစင်ကြီးကအောက်ကိုအရှိန်နဲ့ရှော့ချလာပြီးဂျူလီယာစီကိုပြေးဝင်လာခဲ့ပါတယ်။ဂျူလီယာကချက်ချင်းရှောင်လိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဂျူလီယာဟာစန္ဒယာကြီးနဲ့တိုက်မိတော့မဲ့အရေးကြုံလာရပြန်ပါတယ်။တကယ်အရေးကြီးတဲ့အချိန်မှာပဲမာရစ်ကဂျူလီယာလက်ကိုလှမ်းဖမ်းလိုက်နိုင်ပါတယ်။စန္ဒယာကြီးကတော့မှန်တွေကိုရိုက်ခွဲပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲမာရစ်နဲ့ဂျူလီယာတို့ရဲ့မိဘတွေဟာဟိုတယ်ရဲ့ဓာတ်လေကားထဲမှာပိတ်မိနေခဲ့ကြပါတယ်။သူတို့ကလေဝင်လေထွက်ပေါက်ကိုဖွင့်ပြီးဓာတ်လေကားအပေါ်ကိုတက်ခဲ့ကြပါတယ်။ခရစ်ကကျိုးကိုကင်ပြီးတစ်ဖက်ကိုလှော့ပြန်သွားခဲ့ပါတယ်။ခရစ်ဆက်ကဓာတ်လေကားတကားကိုအမိအယဖမ်းကင်နိုင်ခဲ့ပြီးအထဲကိုရှုံးဝင်သွားနိုင်ခဲ့ပါတယ်။ခရစ်ကသူ့ဇနီးစီကိုကျိုးလန်းပစ်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဓာတ်လေကားကရုတ်တရက်အောက်ကိုပြုတ်ကျသွားခဲ့ပြီးကံကောင်းထောက်မှစွာနဲ့ပဲပြန်ရက်သွားခဲ့ပါတယ်။ဇနီးဖြစ်သူဟာအပေါ်ကိုရုန်းကန်တက်ဖို့ကြိုးစားခဲ့ပါတယ်။ဇနီးဖြစ်သူကခရစ်ရဲ့လက်ကိုလှမ်းကင်ခါနေအချိန်မှာပဲရုတ်တရက်ခရစ်တယောက်အကြီးကျယ်ဝမ်းနဲ့ပူဆွေးသွားခဲ့ရပါတယ်။သူ့ဇနီးကိုမကယ်တင်နိုင်ခဲ့ပါဘူး။ခရစ်ကသူ့ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ပြီးအပေါ်ဆုံးထက်ကိုတက်လာခဲ့ပါတယ်။ခရစ်ဟာသူ့သမီးတွေရဲ့အကူအညီတောင်းပြီးငိုယိုတန်ကိုကြားလိုက်ရပါတယ်။ခရစ်ကအတန်လာရာနောက်ကိုလိုက်ရှာရင်းသမီးနှစ်ယောက်လုံးကိုရှာတွေ့သွားခဲ့ပါတယ်။ခရစ်ကမာရစ်နဲ့ဂျူလီယာတို့ကိုစောင်းနေတဲ့ကုန်းဆောင်အတိုင်းအပေါ်ကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနောက်ဆက်တွဲငလင်ထက်လုတ်ခဲ့ပြီးအမိုးကစတင်ပျက်စီးလာခဲ့ပါတယ်။ပြင်းထန်တဲ့တုန်ခါမှုကြောင့်ဂျူလီယာလက်ကလက်ရန်ကနေပြုတ်ထွက်သွားခဲ့ပါတယ်။ခရစ်ကအရှိကိုအမြန်ပြေးသွားပြီးဂျူလီယာကိုသူ့ဆွမ်းရှိသမျှအပေါ်ကိုတွန်းတင်ပေးခဲ့ပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲဂျူလီယာကိုမှန်ပြင်းပေါက်တစ်ခုကစီးတားပေးထားခဲ့ပါတယ်။ဒါပေမဲ့မှန်ချက်ကအပြင်းထန်ရိုက်ခတ်ခံလိုက်ရတာမို့လို့ခဏချင်းအတွင်းမှာပဲအကြောင်းတွေထင်လာခဲ့ပါတယ်။အမိုးကလည်းပြိုကျပျက်စီးနေပြီဖြစ်တယ်လို့မှန်တွေကလည်းဆက်ပြီးကွဲနေတော့မှာပဲ။ခရစ်ကတော့ဓာတ်လေကားအဝမှာပိတ်မိနေခဲ့ပြီးသူ့အသက်အန္တရာယ်ကတော့မစိုးရိမ်ရတော့ပါဘူး။ခရစ်ကဂျူလီယာမှန်ပေါ်မှာလဲလျောင်းနေတာကိုမြင်လိုက်ရပါတယ်။ခရစ်ကမက်တက်ထရက်ပြီးနေရန်ကိုကတ်ကာသတင်းပေါက်ဖောင်တိုင်းတလန်းချင်းရှောက်သွားခဲ့ပါတယ်။မာရစ်ကလည်းအဲ့ဒီအချိန်မှာကယ်ဆယ်ဖို့အတွက်အောက်ကိုဆင်းလာဖို့ပြင်ဆင်နေခဲ့ပါပြီ။ခရစ်ကဂျူလီယာစီကိုနီးကပ်လာတဲ့အချိန်မှာပဲအပေါ်ကနေကလတ်ထိုင်တစ်လုံးကရုတ်တရက်လျှော့ကျလာခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ခရစ်ကအပြေးလွှားသွားခဲ့ပါတယ်။ခရစ်ကဂျူလီယာကိုတစ်ဖက်စီလှမ်းပစ်ပေးဖို့ကြိုးစားခဲ့ပြီးမာရစ်ကိုလည်းဂျူလီယာကိုဖမ်းဖို့အသင့်ပြင်ထားခိုင်းပါတယ်။ဂျူလီယာကလက်လွတ်ဖို့မရဲဖြစ်နေပြီးခရစ်ကလည်းဆက်ပြီးမထိန်ထားနိုင်တော့ပါဘူး။တကယ်ရေးကြီးတဲ့အချိန်မှာပဲဂျူလီယာကလက်ကိုလွှတ်လိုက်ပါတယ်။ခရစ်ကဂျူလီယာကိုကယ်တင်နိုင်ခဲ့ပြီးခရစ်လည်းစိတ်သက်သာရာရသွားခဲ့ပါတယ်။အဆုံးသတ်မှာတော့သူတို့၃ယောက်စလုံးစောင်းနေတဲ့ကုန်းဆောင်အတိုင်းအပေါ်ကိုတက်သွားနိုင်ခဲ့ကြပြီးအန်နီယယ်ကနေအောင်မြင်စွာရှောင်လွှဲနိုင်ခဲ့ကြပါတော့တယ်။